အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Cyclovan ပဲဖြစ်ပါတယ်ဒီနေ့ကတော့ leg day ဆိုတော့ကျွန်တော် leg ဆော့ရမှာဖြစ်ပါတယ် so let's get started round 1ပေါ့နော်တွေ့ရတဲ့အတိုင်းပဲပေါ့နော်ကျွန်တော် squat ကို29ခါရတယ်ပေါ့ so let's go to the round 2တွေ့ရတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်15 round 2မှာ15ခါရတယ်ပေါ့အခုabs ဆော့ရမှာဖြစ်ပါတယ် let's go round 1မှာကကျွန်တော်10 minute နဲ့19 second နီးပါပေါ့အဲ့လောက်ရခဲ့ပါတယ် so let's go to the round 2round 2မှာကျတော့48 second လောက်ရတယ်ပေါ့နော် so goodbye